ဖြစ်မနေမှတ်ထားပါကိုရောက်လာမှရက်သွားတဲ့စကားဝိုင်းမှာကြာမနေပါနဲ့ကိုမြင်လို့မျက်နှာလွှဲသွားသူကိုအတင်းလိုက်မခေါ်ပါနဲ့ကိုမပြောချင်တဲ့စကားကိုအတင်းမသိချင်ပါနဲ့သူတစ်ပါးအိမ်ကိုအလဲသွားတဲ့အခါပစ္စည်းတွေကိုခွင့်မတောင်းပဲမကင်ပါနဲ့ကိုမဖိတ်ခေါ်တဲ့အခမ်းပွဲတွေကိုမသွားပါနဲ့သစိမ်းတယောက်ကျွေးတဲ့အစာအသောက်တွေကိုလွယ်ယူမစားပါနဲ့နှုတ်မလုံသူတွေကိုအရေးကြီးစကားတွေလွယ်မပြောမိပါစေနဲ့စကားဖောတီပြောတတ်သူကိုရင်မဖွင့်မိပါစေနဲ့အရှက်နဲ့တိတ်ခါကိုယင်းပြီးဘယ်တော့မှငွေမရှာနဲ့ဘာပညာပဲတင်အတုံးချနိုင်တဲ့အထိတင်မှာဒါမှမဟုတ်ငွေရှာနိုင်တဲ့အထိတင်မှာကိုမှားရင်မှားမှန်းသိဖို့လိုတယ်ဘာကြောင့်ဘယ်သူကြောင့်စင်ကြေမပေးမိပါစေနဲ့စင်ကြေပေးတဲ့ပါဇက်ထမင်းငတ်တတ်တယ်ငွေကိုအကျွေတွေဆိုပြီးဗျံပတာမထားနဲ့ကိုမှမရှိတဲ့အချိန်100 200ကအစအဖိုးတန်တယ်ဆိုတာသိရလိမ့်မယ်ရေတစ်စက်ရဲ့တန်မိုးရေငတ်မှသိတယ်လို့ပေါ့မဟုတ်မမှန်စကားတွေကိုမပြောမိပါစေနဲ့တခြင်းမဟုတ်တာကိုဖြန့်ဝေမိရင်အတင်းဖြစ်တတ်တယ်အတင်းပြောခြင်းသည်လူမုန်းများစေသည်